အားလုံးပဲမင်္ဂလာပါဗျဒိုးဘောမှာစူးစမ်းပြီးတော့တင်ဆက်ပေးလိုက်ပါတယ်ဗျဒီနေ့ပြပေးခြင်းနဲ့အဲ့ဒါကြွေစီလေးကတော့ထိုင်းနိုင်ငံထုတ်10ဘတ်စီလေးပဲဖြစ်ပါတယ်ဗျနော်ဒါလေးကဆိုရင်တော့ထိုင်းနိုင်ငံထုတ်10ဘတ်ကြွေစီလေးပဲဖြစ်ပါတယ်ဗျနော်သူရဲ့ခုနှစ်လေးကတော့2550နဲ့8ခုနှစ်ပဲဖြစ်ပါတယ်ဗျနော်သူရဲ့ခုနှစ်လေးကတော့2550နဲ့8ခုနှစ်ပဲဖြစ်ပါတယ်ဗျနော်10ဘတ်စီထိုင်းနိုင်ငံပဲဖြစ်ပါတယ်ဗျနော်အဲ့ဒါဘယ်နားမှာရှိနေဆိုတာကိုကျွန်တော်အသေးစိတ်လေးပြပေးမယ်ဗျာနော်အဲ့ဒါလေးကတော့ဒီမှာဖြစ်နေတာပါဗျာနော်ဒီမှာမျက်မှန်လေးပေါ်မှာအသက်ပူလေးတစ်ခုပါလာပါတယ်ဗျာနော်ဒါကတော့ထိုင်းနိုင်ငံထုတ်ယာမကိုဘရင်ပုံနဲ့ပေါ့နော်ယာမကိုခေါင်းကြီးပုံနဲ့ပေါ့ဗျာနော်အသက်ကြီးသွားတဲ့ပုံနဲ့နော်သူ့ရဲ့ခုနှစ်လေးကတော့2550နဲ့8ခုနှစ်ပဲဖြစ်ပါတယ်ဗျာ10ဘတ်စီလေးပဲဖြစ်ပါတယ်ဗျာနော်ကောင်းလေးဘယ်နားမှာအဲ့ဒါဖြစ်နေလဲဆိုတာကိုကျွန်တော်အနီးကပ်လေးပြပေးမယ်ဗျာဟုတ်မဟုတ်လဲသုံးသက်ဝေဖန်ပေးကြပါဦးဗျာနော်လိုအပ်တဲ့လူတွေဝယ်ယူအားပေးလို့ရပါတယ်ဗျာနော်ကျွန်တော်ဈေးနှုန်းတက်တာလေးနဲ့ကျွန်တော်ပြန်ရောင်းပေးပါမယ်ဗျာနော်အဲ့ဒါလေးဟောတွေ့တဲ့အတိုင်းပဲဗျာနော်အတုံးလေးဒရုံးပူပါလာတယ်ဗျာနော်လက်ခုံလေးပုံမှာနော်သူ့ရဲ့အဲ့ဒါလေးကတော့နော်သူ့ရဲ့အဲ့ဒါလေးကတွေ့တဲ့အတိုင်းပဲဗျာနော်ကျွန်တော်ကဒီလိုမျိုးအဲ့ဒါလေးတွေကျွန်တော်ပြပြီးတော့ကျွန်တော်ရဲ့အကောင့်မှာကျွန်တော်တင်ပြီးကျွန်တော်ရောင်းချပေးတာပါဗျာနော်ကျွန်တော်ကတော့ပြန်မဝယ်ပါဘူးဗျာနော်လိုအပ်တဲ့လူချင်းမင်းတွေဝယ်ယူအပေးလို့ရအောင်လို့ဝယ်ယူသုံးဆွဲလို့ရအောင်ကျွန်တော်ပြန်ရောင်းပေးတာပါဗျာနော်ကျွန်တော်အဲ့ဒါလေးတွေကျွန်တော်ရှာပြီးတော့ကျွန်တော်ပြန်ရောင်းပေးတာပဲဖြစ်ပါတယ်ဗျာနော်ကျွန်တော်ဈေးနှုန်းတက်တာလေးနဲ့ကျွန်တော်ပြန်ရောင်းပေးပါမယ်ဗျာနော်ကျွန်တော်လည်းတီးကြနားတဲ့လူတွေဝယ်ယူအားပေးလို့ရတယ်ဗျာနော်သုံးဆွဲတတ်လို့ရှိရင်ပေါ့ဗျာနော်ဒါလေးကတော့ထိုင်းနိုင်ငံကို10ဘတ်စီလေးပေါ့ဗျာနော်ကျွန်တော်အတင်းလည်းမရောင်းပါဘူးဗျာနော်ဟုတ်မဟုတ်ကိုသုံးသက်ကြည့်ပါဗျာလိုအပ်မှကျွန်တော်ရှိရဝယ်ယူအားပေးနိုင်ပါတယ်ဗျာနော်ကျွန်တော်ဖုန်းနံပါတ်လည်းကျွန်တော် Viber ဖုန်းနံပါတ်ကျွန်တော်ချပေးထားပါတယ်ဗျာနော်တွေ့တဲ့အတိုင်းပဲနော်အပူတုံးလေးဗျာနော်ရာမကိုဘရင်ပုံနဲ့ဗျာနော်ဘရင်ကောင်းကြီးပုံနဲ့ဗျာနော်အတုံးလေးဒီမှာတွေ့ရနော်အဲ့ဒါလေးဖြစ်နေတာကျန်တဲ့ဘက်ချမ်းနေတော့အဲ့ဒါတော့မရှိပါဘူးဗျာနော်ကျွန်တော်ကဒီနေရာမှာအဲ့ဒါလေးရှိနေတယ်အဲ့ဒါလေးတွေကိုကျွန်တော်ပြပြီးတော့ကျွန်တော်ရောင်းတာပါဗျာနော်ကျွန်တော်ပြန်မွယ်ပါဘူးဗျာနော်နော်အဲ့ဒါလေးနော်ဟုတ်မဟုတ်လဲသုံးသက်ပြီးတော့လိုအပ်လို့ရှိရင်ဝယ်ယူအားပေးလို့ရတယ်ဗျာနော်ကျွန်တော်အကောင့်မှာ Viber ဖုန်းနံပါတ်နဲ့ကျွန်တော်ချပေးထားပါတယ်ဗျာနော် YouTube ကကြည့်နေရဆိုတော့ like subscriber လေးနှိပ်ဝပေးကြပါအောင်ဗျာနော်ကျွန်တော်အတစ်တစ်လေးတင်တိုင်းသိရအောင်လို့ပါဗျာနော်ဟုတ်မဟုတ်လဲသုံးသက်ကြည့်ပါဗျာနော်အသက်ပူလေးပါလာတယ်ဗျာနော်ကျွန်တော်အကောင့်မှာတင်ပေးထားတဲ့ဥစ္စာလေးတွေနော်စာလုံးထက်တာလေးတွေအသက်ပူလေးပါတာလေးတွေနော်ဒီမှာနော်အသားပူလေးပါတယ်နော်နောက်ပြောရင်အဲ့ဒါလေးဖြစ်နေတာလေးဟုတ်မဟုတ်ပြီးတော့ဟုတ်မဟုတ်ကိုသုံးသက်ပြီးတော့ဝယ်ယူအားပေးနိုင်တယ်ဗျာနော်ကျွန်တော်ကတော့ပြန်မဝယ်ပါဘူးဗျာနော်တီကျွမ်းနားလေကျွန်တော်တို့တီကျွမ်းနားလေလူတွေဝယ်ယူအားပေးလို့ရတယ်ဗျာနော်သုံးဆွဲလို့အောင်ကျွန်တော်ကဒီနေရာမှာ error လေးပါတယ်ဟိုနေရာမှာ error လေးပါတယ်ကျွန်တော်ပြောပြီးတော့ကျွန်တော်တင်ပြီးတော့ရောင်းတာပါဗျာနော်လိုအပ်တဲ့လူကြီးမင်းတွေအတွက်ပေါ့ဗျာနော်သုံးဆွဲတက်တဲ့လူကြီးမင်းတွေအတွက်ပေါ့ဗျာနော်ကျွန်တော်ဈေးနှုန်းတက်တာလေးနဲ့ကျွန်တော်ရောင်းချပေးပါမယ်ဗျာနော် error လေးကဒီမှာဗျာနော်ဝေးရအောင်လှမ်းမြင်နေတာတွေ့ရတဲ့အတိုင်းပဲဗျာနော် error လေးဖြစ်နေတာပေါ့ဗျာနော်ဘာနော်ပူလေးတစ်ခုပူပါနေရဗျာနော်ဟုတ်မို့လဲသုံးသက်ပြီးတော့ဝယ်လို့အားပေးလို့ရတယ်ဗျာနော်လိန်လည်းမရောင်းဘူးဗျာနော်လိန်လည်းမရောင်းပါဘူးဗျာနော်လူအမဝယ်ယူအားပေးပါဗျာကျွန်တော်ကပြန်တော့မဝယ်ပါဘူးဗျာနော်ကျွန်တော်ကပြန်တော့မဝယ်ပါဘူးဒီဟာလေးတွေကျွန်တော်ကရှာပြီးတော့ရောင်းတာပါဗျာနော်ကျွန်တော် error ရှာပြီးကျွန်တော်ရောင်းတဲ့လူတယောက်ပါဗျာနော် error ဘယ်နေရာမှာရှိလဲရှာပြီးကျွန်တော်ရောင်းတဲ့လူတယောက်ပါဗျာနော်ဝယ်ယူအားပေးတဲ့လူချင်းမင်းတွေကိုလည်းကျေးဇူးတင်ပါတယ်ဗျာနော်ကျွန်တော်မှယုံကြည်နဲ့ဝယ်ယူအားပေးနေလို့ကျေးဇူးတင်ပါတယ်ဗျာနော်လိန်လည်းမရောင်းပါဘူးဗျာညာလည်းမရောင်းပါဘူးဗျာလိုအပ်လို့ရှိရင်ဆက်သွယ်လို့ရပါတယ်ဗျာနော်ကျွန်တော် error လေးရှာပြီးတော့ကျွန်တော်ရောင်းတာပါဗျာနော်error လေးကဒီမှာနော်တွေ့ရတဲ့အတိုင်းပဲနော်ဟုတ်မဟုတ်လဲသုံးသက်ကြည့်ပေါ့ဗျာနော် error ဆက် error ဗျာနော်ဆက် error ပေါ့ဗျာနော်ထပ်ပြပေးမယ်ဗျာနော်ဒီမှာနော်ထင်းနေရပါဗျာနော်တွေ့လားမသိဘူးနော် error လေးဖြစ်နေတာနော်အတုံးလေးပူပါနေတာနော်အသက်ပူလေးယာမကိုဘရင်ပုံနေပါဗျာနော်ယာမကိုဘရင်ခေါင်းကြီးပုံနေပါဗျာနော်သူ့ရဲ့ခုနှစ်က2550နဲ့8ခုနှစ်ပဲဖြစ်ပါတယ်ဗျာနော်လိုအပ်တဲ့လူချင်းမင်းတွေလည်းဝယ်ယူအားပေးနိုင်ပါတယ်ဗျာနော်အဲ့ဒါလေးဖြစ်နေတဲ့ကြွေစီလေးပါဗျာနော်ဟုတ်မို့လဲသုံးသက်ကြည့်ကြပါဗျာနော်ဒီလိုမျိုးအဲ့ဒါလေးတွေကိုကျွန်တော်ရှာပြီးရောင်းတာပါဗျာနော်လိုအပ်တဲ့လူချင်းမင်းတွေလည်းဝယ်ယူအားပေးနိုင်တယ်အားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးလည်းရရအဆင်ပြေနိုင်ကြပါသည်ဗျာလိုအပ်လို့ရှိရင်ဆက်သွယ်လိုက်ပါဗျာနော်လည်းကျေးဇူးတင်ပါတယ်ဗျာအားလုံးလည်းရရအဆင်ပြေနိုင်ကြပါသည်ဗျာ